Manchester United အသင်းကစားသမားတွေအားလုံးဟာ2023-2024 ရာသီမှာ UEFA Champions League ပြိုင်ပွဲဝင်ခွင့်မရခဲ့တာကြောင့်အဲ့ဒီချိန်ကစလို့အခုထိလစာ25%ရှော့ချခံထားခဲ့ရပါတယ်။ဒါက Man United နဲ့သူတို့ကြားမှာချုပ်ဆိုထားတဲ့စာချုပ်အတိုင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီး Champions League ပြိုင်ပွဲမဝင်ခဲ့တဲ့လွန်ခဲ့တဲ့နှစ်အတွင်းခုလိုလစာရှော့ချခံခဲ့ရတာပါ။လက်ရှိအချိန်ဒီရာသီမှာတော့ United အသင်းကအဆင့်3မှာရပ်တည်နေပြီးလာမယ့်ရာသီ Champions League ပြိုင်ပွဲဝင်ခွင့်ရဖို့ကလည်းတေချာသလောက်နှီးပါရှိနေပါတယ်။အဲ့ဒီအတွက်လာမယ့်ရာသီကစားသမားတွေရဲ့လစာကိုငကိုတိုင်းပြန်လဲတိုးမြင့်ပေးရမှာဖြစ်ပြီး Champions League ပြိုင်ပွဲကရရှိလာမယ့်အကျိုးမြတ်ပမာဏတွေနဲ့အတူအသင်းတွင်းငွေကြေးပိုင်းဆိုင်ရာမှာတိုင်းတာတစ်ခုတည်းပြန်လဲတိုးတက်ကောင်းမွန်လာနိုင်ပါတယ်။တစ်ဖက်မှာလည်းအခုလိုလစာပြေဝပြန်လဲရရှိတော့မှာဖြစ်လို့ကစားသမားတွေအတွက်စိတ်အားတက်ကြွစရာအခြေအနေတည်းဖြစ်လာနေပါတယ်။ Man United အသင်းက Chelsea ရဲ့အိမ်ကွင်း Stamford Bridge မှာလွန်ခဲ့တဲ့6နှစ်အတွင်းပထမဆုံးနိုင်ပွဲကိုပြန်လည်ရရှိခဲ့ပါတယ်။ Premier League ပွဲစဉ်33အဖြစ်မနေ့ကရှင်ပြိုင်ကစားခဲ့ကြတဲ့ Chelsea နဲ့ Manchester United အသင်းတို့ပွဲစဉ်မှာ United ကဂိုးမရှိဆိုတဲ့ရလဒ်နဲ့ Chelsea အသင်းကိုအနိုင်ယူသွားခဲ့ပါတယ်။ဒီနိုင်ရလဒ်ကြောင့် Man United အသင်းက Premier League အဆင့်ဇယားရဲ့အဆင့်3နေရာမှာဆက်လက်ရပ်တည်နေပြီး Chelsea အသင်းကတော့လက်တလောအဆင့်6နေရာမှာရပ်တည်နေပါတယ်။ Premier League နောက်ဆုံး၄ပွဲဆက်ချုံနေခဲ့တဲ့ Chelsea အသင်းအနေနဲ့လည်း Man United အသင်းနဲ့ရမှတ်10မှတ်ထိကွာဟသွားပြီးလာမယ့်နှစ် Champions League ပြိုင်ပွဲဝင်ခွင့်ရရှိဖို့ကမျှော်လင့်ချက်နဲ့ပါလာနေတာပါ။ထူးခြားတဲ့သတင်းတစ်ပုဒ်အနေနဲ့တူရကီကလပ်ကာလာတာဆာရီအသင်းက Man United အသင်းကောင်းဆောင် Bruno Fernandes ကိုခေါ်ယူဖို့ကလပ်မှုတစ်ခုပြင်ဆင်နေတယ်လို့သိရပါတယ်။ဒီသတင်းကိုလွန်ခဲ့တဲ့တစ်ပတ်ကျော်လောက်တည်းကတွေ့ရှိခဲ့ပေမဲ့ဖြစ်နိုင်ခြေအတော်နည်းပါလို့ကျွန်တော်မပြောပြပေးခဲ့တာပါ။အခုချိန်မှာတော့ Team Talk ကလည်းဒီသတင်းကိုရေးသားဖော်ပြလာပြီးကာလာတာဆာရီအသင်းဟာသူတို့ရဲ့ CEO တာဆန်အိုဇဘတ်တာလာမယ့်မေလအတွင်းပြန်လည်ရွေးကောက်ခံခဲ့ရရင်အသင်းတွင်အသင်းပြင်ကြီးမားတဲ့ပြောင်းလဲပြင်ဆင်မှုတွေလှုပ်ဆောင်သွားမယ်လို့သိရပါတယ်။သူတို့ရဲ့ရည်ရွယ်ထားတဲ့အပြောင်းလဲတွေထဲမှာအဓိကအချက်တစ်ခုအနေနဲ့ United အသင်းကောင်းဆောင် Bruno Fernandes ကိုခေါ်ယူဖို့အတွက်ကာလာတာဆာရီတင်ဘက်ကအခုလိုစီစဉ်လာတာပါ။ဒါပေမဲ့ဒီပြောင်းရွှေ့တာဖြစ်မယ်ဆိုရင် Sorry Liga ကလပ်အသင်းတွေလည်း Bruno ကိုဝင်ရောက်ပြိုင်ဆိုင်ခေါ်ယူဖို့ပြင်းထန်လှုပ်ဆောင်လာကြမှာဖြစ်လို့မနကယ်မလွယ်ကူနိုင်ပါဘူး။ Man United အသင်းဘက်ကလည်းအသင်းရဲ့အဓိကကစားသမားဖြစ်တဲ့ Bruno ကိုလက်လွတ်သွားအောင်မှာမဟုတ်ဘဲလက်ရှိမှဒီပြောင်းရွှေ့ရဖြစ်လာနိုင်ခြေနဲ့ပါနေသေးတယ်ဆိုပြီးနာမည်ကြီးသတင်းဌာနအချို့ကတော့ဖော်ပြထားကြပါတယ်။ဒီတလက်တရဲ့ဖော်ပြချက်အရဒီဟာဒီ Man United အသင်းအတွက်ကိုးပါဝင်ပတ်သက်မှုပြုလုပ်ထားတဲ့ထိပ်ဆုံးကစားသမား9ယောက်မှာအသင်းကောင်းဆောင် Bruno Fernandes ကသွင်းဂိုးနဲ့ဂိုးဖန်တီးမှုစုစုပေါင်း26ကြိမ်နဲ့ထိပ်ဆုံးမှာရပ်တည်နေပါတယ်။ဒုတိယနေရာမှာတော့ဒီဟာဒီအစကမှ Brentford အသင်းကနေပြောင်းရွှေ့ရောက်ရှိလာတဲ့ Cameron လက်ရွေးစင် Brian Mbeumo က12ကြိမ်နဲ့ရပ်တည်နေပြီးအဲ့ဒီနောက်မှာဆိုရင် Benjamin Sesko, Matthias Cunha နဲ့ Carlo Casemiro တို့ကသွင်းဂိုးနဲ့ဂိုးဖန်တီးမှုစုစုပေါင်း10ကြိမ်စီပြုလုပ်ထားနိုင်ပါတယ်။နီးပြ Michael Carrick လက်ထက် Man United အသင်းကအသင်းကြီးတွေဖြစ်တဲ့ Man City, Arsenal နဲ့ Chelsea အသင်းကိုပါအနိုင်ယူခဲ့ပြီးလက်ရှိအနေအထားအရ Champions League ဝင်ခွင့်ရရှိဖို့အခြေအနေကောင်းတစ်ရပ်ကိုပိုင်ဆိုင်ထားတာပါ။ David Ornstein ရဲ့ဖော်ပြချက်အရ Nottingham Forest အသင်းကသူတို့ရဲ့အသက်22နှစ်အရွယ်အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ Elliot Anderson ကိုလက်လွတ်ရမယ်ဆိုရင်တော့ဒီကြပေါက် record breaking fee တစ်ခုရမှသာရောင်းချသွားမှာဖြစ်တယ်လို့သိရပါတယ်။တစ်ဆက်တည်းမှာပဲဒီကစားသမားကိုသူတို့ရောင်းချသွားမယ့်အသင်းဟာပြောင်းရွှေ့ခြင်းအများဆုံးပေးတဲ့အသင်းသာဖြစ်မယ်လို့ဆိုပါတယ်။လာမယ့်နွေရာသီပြောင်းရွှေ့ကာလမှာသူတို့ရဲ့ကွင်းလယ်လူ Anderson အတွက် Nottingham Forest အသင်းဘက်ကမျှော်လင့်ထားသလိုမျိုးဗီတိန်စံချိန်တင်ပြောင်းရွှေ့ခြင်းတရက်ကိုရရှိသွားနိုင်မလားစောင့်ကြည့်ကြရမှာပါ။2005ခုနှစ်ဧပြီလ19ရက်နေ့မှာမွေးဖွားခဲ့တဲ့ကိုဘီမိုင်နူးဟာဒီနေ့မှာတော့အသက်21ပြည့်သွားခဲ့ပါပြီ။ Manchester United Academy ရဲ့ငယ်မွေးချန်ပေါက်လူငယ်ကစားသမားတဦးဖြစ်တဲ့မိုင်နူးကအခုချိန်အသင်းရဲ့ကွင်းလယ်မှာ Bruno Fernandes နောက်ပိုင်းအရေးပါဆုံးကစားသမားတဦးဖြစ်လာနေပါတယ်။ဒီရင်ဒီပြ Ruben Amorim လက်ထက်တုန်းကဆိုရင်ကိုဘီမိုင်နူးတယောက်ပွဲထွက်ကစားခွင့်မရသလောက်နဲ့ပါခဲ့တာကြောင့် Man United ကနေအမြန်ဆုံးထွက်ခွာသွားတော့မယ်ဆိုတဲ့သတင်းတွေလည်းကြဲကြဲပြန့်ပြန့်ကိုထွက်ပေါ်ခဲ့တာပါ။အနည်းဆက်ဆုံးပြန်ပြောရရင်နာပိုလီအသင်းမှာကစားနေတဲ့ United ကစားသမားဟောင်းတွေဖြစ်တဲ့ Matt Tomini နဲ့ Rasmus Højlund တို့ကကိုဘီမိုင်နူးကိုသူတို့အသင်းစီလာရောက်ကစားဖို့ဆိုပြီးအကြံပေးခဲ့ကြပါသေးတယ်။အဲဒီနောက်တော့နီးပြတဲ့ Michael Carrick နဲ့အတူကိုဘီမိုင်နူးရဲ့ကစားသမားဘွားကတစ်စစ်ရှိုးပြောင်းလဲသွားခဲ့ပြီးလက်ရှိ Man United ကွင်းလယ်မှာမရှိမဖြစ်ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။အသက်21နှစ်သာရှိနေသေးပေမဲ့ Premier League United လိုမျိုးဖိအားများလွန်တဲ့အသင်းကြီးတစ်သင်းရဲ့ကွင်းလယ်မှာနေရာတနေရာအပိုင်စားရယူသွားဖို့အထိစွမ်းဆောင်ရည်ကောင်းတွေပြသထားတာကြောင့်ကိုဘီမိုင်နူးတယောက် Man United အသင်းနဲ့အတူအောင်မြင်မှုတွေရယူသွားနိုင်မလားအနာဂတ်မှာစောင့်ကြည့်ကြရမှာပါ။ Man United အသင်းကဂျာမန် Bundesliga ကလပ် Bayern Munich အသင်းကွင်းလယ်လူ Alexander Pavlovic ရဲ့ခြေနေအသေးစိတ်ပေါ်စိတ်ဝင်စားစုံစမ်းမှုအချို့ပြုလုပ်ခဲ့တယ်လို့ BBC Sport ရဲ့ဖော်ပြချက်အရသိရပါတယ်။အထူးသဖြင့်ကစားသမားရဲ့ agent ဘက်ကို United ကဆက်သွယ်မေးမြန်းထားတာပါ။လက်ရှိအသက်20သာရှိသေးတဲ့ Pavlovic ဟာ Bayern Munich ရဲ့အဓိကကွင်းလယ်လူဖြစ်ပြီး deep line playmaker နေရာမှာအကောင်းဆုံးကစားနိုင်သူလည်းဖြစ်ပါတယ်။ Bayern Munich အသင်းဘက်ကတော့သူတို့အနေနဲ့ဒီကစားသမားကိုရောင်းချသွားမှာမဟုတ်ဘဲ Pavlovic ကအသင်းရဲ့အနာဂတ်မှာတေချာပေါက်ရေးပါလာမဲ့ကစားသမားတဦးဖြစ်တယ်ဆိုပြီးအကြောင်းပြန်ခဲ့တယ်လို့သိရပါတယ်။ဒါကြောင့် Alexander Pavlovic နဲ့ Man United အသင်းရဲ့အပြောင်းရွှေ့သတင်း
င်းတွေကအခုချိန်မှာတော့လက်တွေ့ဖြစ်လာနိုင်ဖို့အလားအလာနဲ့ပါသေးတယ်လို့ပဲယူဆထားရမှာပါ။ Man United လူငယ်တိုက်စစ်မှုချီတို OB မာတင်ကလူငယ် FA Cup ပြိုင်ပွဲရဲ့ Semi Final အဆင့်ပွဲဖြစ်တဲ့ Crystal Palace အသင်းနဲ့ပွဲစဉ်မှာတွင်ကိုတကိုသွင်းယူပေးခဲ့ပြီး United တို့2ဂိုးတကိုးဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ဒီနိုင်ပွဲကြောင့် Man United လူငယ်အသင်းဟာ Semi Final အဆင့်ကနေတက်ရောက်သွားပြီးလာမယ့် Final ပွဲစဉ်မှာတော့ Manchester City ရဲ့လူငယ်အသင်းနဲ့တွေ့ဆုံရှင်ပြိုင်သွားရမှာပါ။ဒါက1986ခုနှစ်နောက်ပိုင်းလူငယ် FA Cup ပြိုင်ပွဲရဲ့ Final အဆင့်ပွဲစဉ်မှာ United နဲ့ Man City အသင်းတို့ပထမဆုံးအကြိမ်ဖြစ်ပြန်လည်တွေ့ဆုံခဲ့ကြတာလည်းဖြစ်ပါတယ်။အဲ့ဒီ Final ပွဲစဉ်မှာ United ရော Man City ရောနှစ်သင်းစလုံးရဲ့လူငယ် talented player တွေကိုအပြိုင်ဆိုင်မြင်တွေ့သွားရဖို့ရှိနေပြီး Man United ဘက်က JJ Gabriel နဲ့ Chiro OB တို့ဦးဆောင်လာမဲ့တိုက်စစ်စုဖွဲ့မှုကလည်းစိတ်ဝင်စားစောင့်ကြည့်ခြင်းစရာဖြစ်နေပါတယ်။ ESPN ကထုတ်ပြန်လိုက်တဲ့ Premier League ရာသီဝက်အကောင်းဆုံးကစားသမား10ယောက်စီးရင်ရဲ့ထိပ်ဆုံးနံပါတ်1နေရာမှာ Man United အသင်းကောင်းဆောင် Bruno Fernandes ရှိနေပါတယ်။ Bruno ရဲ့နောက်မှာ Manchester City ရဲ့တိုက်စစ်မှု Erling Haaland, Arsenal ရဲ့အင်္ဂလန်ကွင်းလယ်လူ Declan Rice နဲ့ William Saliba လိုကစားသမားတွေကအစဉ်တိုင်းရပ်တည်နေကြပါတယ်။ Manchester United အသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမား Mason Mount ဟာ Manchester မြို့မှာနေထိုင်ရတာကိုအလွန်သဘောကျနေပြီးပွဲကစားခွင့်ပုံမရရှိလာဖို့ကသာအဓိကအာရုံစိုက်ထားတယ်လို့သိရပါတယ်။ Steven Raystone ရဲ့ဖော်ပြချက်အရတော့ Mason Mount ကပုံမှန်ပွဲထွက်ခွင့်ရဖို့စိတ်အားထက်သန်နေပြီးလေ့ကျင့်ရေးကွင်းမှာလည်းအကောင်းဆုံးကြိုးစားလေ့ကျင့်နေတယ်လို့ဆိုပါတယ်။ United အသင်းနဲ့2028ခုနှစ်ဇွန်လအထိစာချုပ်သက်တမ်းကျန်ရှိနေသေးတဲ့ Mason Mount ကမကြာခဏဆိုသလိုဒဏ်ရာရရှိနေတတ်တာကြောင့်ခြေစွမ်းတည်ငြိမ်မှုမရှိဘဲပုံမှန်ပွဲထွက်ကစားခွင့်ရဖို့အတော်လေးရုန်းကန်နေခဲ့ရတာပါ။ Man United အသင်းဟာဒီအင်္ဂလန်ကွင်းလယ်တိုက်စစ်ကစားသမားကိုလွန်ခဲ့တဲ့2023နွေရာသီအပြောင်းရွှေ့ကာလမှာ Chelsea အသင်းစီကနေပေါင်တန်း60ဝန်းကျင်နဲ့အပြီးသက်ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။ Chelsea အသင်းကိုအနိုင်ရရှိခဲ့တဲ့ပွဲစဉ်ရဲ့တလုံးနဲ့သောအနိုင်ဂိုးကိုဖန်တီးပေးခဲ့တဲ့ Bruno Fernandes ဟာဒီရာသီပြိုင်ပွဲစုံ39ပွဲမှာ17ဂိုးသွင်းယူပြီးဂိုးဖန်တီးမှု21ကြိမ်အထိပြုလုပ်ထားနိုင်ပါတယ်။အထူးသဖြင့် Premier League မှာဂိုးဖန်တီးမှု18ကြိမ်ပြုလုပ်ထားပြီးတရားဒီအတွင်းဂိုးဖန်တီးမှုအများဆုံးအဖြစ်ပူးတွဲစံချိန်တင်ထားခဲ့တဲ့ Thierry Henry နဲ့ Kevin De Bruyne တို့ရဲ့ဂိုးဖန်တီးမှုအကြိမ်20ကိုလိုက်မီဖို့ရာနောက်ထပ်2ကြိမ်သာကျန်ရှိနေပါတော့တယ်။ Man United အတွက်လက်ကျန် Premier League ပွဲစဉ်က9ပွဲကျန်ရှိနေသေးတာပါ။အဲ့ဒီ9ပွဲမှာ Brentford, Liverpool နဲ့ Nottingham Forest အသင်းတို့ကိုအိမ်ကွင်း Old Trafford မှာရှင်ပြိုင်ကစားရမှာဖြစ်ပြီး Brighton နဲ့ Sunderland အသင်းတို့ကိုတော့အဝေးကွင်းမှာတွားရောက်ရင်ဆိုင်ရဖို့ရှိနေပါတယ်။တကယ်လို့ Bruno အနေနဲ့လက်ကျန်9ပွဲမှာ2ကြိမ်ထပ်ပိုတဲ့ဂိုးဖန်တီးမှုအရှို့ထပ်မံပြုလုပ်နိုင်ခဲ့မယ်ဆိုရင် De Bruyne နဲ့ Thierry Henry တို့ရဲ့အထက် Premier League ရဲ့တရားဒီအတွင်းဂိုးဖန်တီးမှုအများဆုံးဆိုတဲ့စံချိန်ကိုရယူသွားနိုင်မလားစောင့်ကြည့်ကြရမှာပါ။အီတလီစီးရီးရဲ့ Club AC Milan အသင်းရဲ့ပေါ်တူဂီတိုက်စစ်ကစားသမား Rafael Leo ကိုခေါ်ယူဖို့စိတ်ဝင်စားလေ့လာစောင့်ကြည့်နေကြတဲ့အသင်းတွေထဲမှာ Premier League အသင်းကြီးတစ်သင်းဖြစ်တဲ့ Man United လည်းပါဝင်နေတယ်လို့ Gazzetta dello Sport ကဖော်ပြထားပါတယ်။ AC Milan အသင်းနဲ့ချုပ်ဆိုထားတဲ့ကာလရှည်စာချုပ်အရ Rafael Leo ရဲ့စာချုပ်ဖြတ်သိမ်းခြင်း release clause ဟာယူရို185သန်းအထိရှိနေတာပါ။ဒါပေမဲ့လက်တွေ့မှာအဲ့ဒီငွေကြေးပမာဏဟာများပြားလွန်းတာကြောင့်ပေးချေဖို့မဖြစ်နိုင်ပဲခေါ်ယူလိုတဲ့အသင်းတွေကဒီကစားသမားအတွက်ယူရိုတန်း90ဝန်းကျင်သာအသုံးပြုချင်နေကြတယ်လို့သတင်းတွေကဖော်ပြကြပါတယ်။ Top Sport ရဲ့ဖော်ပြချက်အရ Crystal Palace ကွင်းလယ်လူဒန်မွာတန်ကိုခေါ်ယူဖို့အမှန်တကယ်စူးစမ်းနေတဲ့အသင်း3သင်းရှိနေတယ်လို့သိရပါတယ်။အဲ့ဒီ3သင်းက Premier League အသင်းကြီးတွေဖြစ်တဲ့ Liverpool, Man United နဲ့ Spain ထိပ်သီး Real Madrid အသင်းတို့ပဲဖြစ်ပါတယ်။တစ်ဆက်တည်းမှာပဲ Liverpool အသင်းဟာအခြား2သင်းဖြစ်တဲ့ Man United နဲ့ Real Madrid အသင်းတို့ထက်ဒီကစားသမားကိုခေါ်ယူနိုင်ဖို့လက်ရှိလားလာပိုကောင်းနေတယ်လို့သိရပါတယ်။အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားကအသက်20သာရှိနေသေးပြီး Crystal Palace အသင်းမှာ2029ခုနှစ်ထိစာချုပ်သက်တမ်းကျန်ရှိနေပါတယ်။နောက်ဆုံးထွက်ပေါ်ထားတဲ့သတင်းတွေအရ Crystal Palace အသင်းဘက်ကတော့သူတို့ရဲ့ကွင်းလယ်ကျယ်ပွင့်ကိုပေါင်တန်း80ဈေးနှုန်းသတ်မှတ်ထားကြောင်းသိရပါတယ်။ Manchester United ဟာ Atalanta အသင်းရဲ့ကွင်းလယ်ကစားသမား Ederson ကိုလာမယ့်နေရာဒီပြောင်းရွှေ့အတွက်ခေါ်ယူဖို့ပြစ်မှတ်စင်းထဲမှာထည့်သွင်းထားပြီးဆက်လက်စောင့်ကြည့်နေဆဲဖြစ်ပါတယ်။ဒီတလက်တစ်ရဲ့ဖော်ပြချက်အရအသက်25နှစ်အရွယ်ရှိပြီဖြစ်တဲ့ဘရာဇီးကွင်းလယ်ကစားသမား Ederson ဟာ Atalanta အသင်းမှာ2029အထိစာချုပ်သက်တမ်းကျန်ရှိနေပြီးလက်ရှိသူ့ရဲ့ပြောင်းရွှေ့ကြေးကိုတော့ယူရိုတန်း90ဝန်းကျင်သတ်မှတ်ထားတာပါ။ Ederson ရဲ့ကစားပုံစတိုင်ကိုကြည့်မယ်ဆိုရင် physical strength မြင့်မားပြီးတယောက်ချင်းကျူရယ်တွေမှာအားသာချက်ရှိတာကြောင့် Premier League လို intensity မြင့်တဲ့ပြိုင်ပွဲတွေမှာလည်းလိုက်လျောညီထွေဖြစ်နိုင်တဲ့ profile တစ်ခုလို့သူ့ကိုသတ်မှတ်ထားကြပါတယ်။လက်ရှိမှာတော့ဒီကစားသမားရဲ့ခြေစွမ်းကောင်းနေကြောင်းဥရောပထိပ်တန်းအသင်းကြီးအချို့ရဲ့စိတ်ဝင်စားမှုကိုရရှိနေပြီး Manchester United အသင်းနဲ့အပြိုင် Premier League Club Arsenal အသင်းကလည်းခေါ်ယူဖို့စိတ်ဝင်စားလေ့လာစောင့်ကြည့်နေတယ်လို့သိရပါတယ်။